မိဘထံမှအကျွေးအရင်ပေးပါတရားတော်ပြန်ပြောဟဲ့ဒါတခြားပွဲလားတရားပွဲလားတရားပွဲလို့ပြောလိုက်တာနဲ့ဒီနေရာကတော်တော်ကောင်းကြီးများကြီးလူတိုင်းလာနိုင်သလားဒီလိုတရားတွေလူတိုင်းနာနိုင်သလားမုဒုံရေတရားပွဲလို့ပြောလိုက်တာနဲ့တရားကိုမြင်နိုးကြသောပုဂ္ဂိုလ်တွေမှလာနိုင်နာနိုင်တယ်ဆိုတာမသိကြဘူးလားအစဉ်ဒီထဲကပြိဿတ်တွေကဘာကိုမြင်နိုးတဲ့ပုဂ္ဂိုလ်တွေအစုံမလာတဲ့သူဘယ်လိုပြောမလဲဟဲ့ဒီလိုကြီးပြောပြန်တော့လည်းမကောင်းဘူးနဲ့တူတယ်နော်ဘာပဲပြောပြောတော်ကောင်းတို့တော်ကောင်းကြီးမြတ်ကြီးတရားပွဲကိုမှရောက်လာပြီဆိုတဲ့အခါကျတော့တော်ကောင်းကြီးမြတ်ကြီးအားဆိုင်ဖို့မလိုဘူးလားဒါဟာသူများရေးလားကိုရေးလားတဘဝဇာရေးလားတတန်တရာလုံးဇာရေးလားမုရုံရေးဒါဟာသူများရေးလားကိုရေးလားမုရုံခက်မိတယ်နော်ဘုန်းကြီးနဲ့ပြောတာတကူကိုမလုပ်ရဘူးတပည့်တော်တို့အရေးပါလို့ပြောရတယ်မနဲ့ကိုတွေကတ်တွေနဲ့ဒီမုရုံနဲ့တော့ခက်နေပြီဘုန်းကြီးနဲ့ပြောတာဟိုတကူကိုတွေသမောင်းမောင်းနဲ့မလုပ်နဲ့ရှားတွေရောက်ရတယ်မုရုံရေးဘယ်လိုရေးတော့တဘဝဇာရေးလားတတန်တရာလုံးဇာရေးလားအစဉ်ရေးစာခိုလို့ရပါမလားရေးစာခိုလို့မရဘူးတော်ကောင်းကြီးမြတ်ရေးသားရေးသမီးရေးဆွေရေးမျိုးရေးတိုင်းရေးပြည်ရေးသူများရေးတွေကြတော့တော်ကောင်းကြီးမြတ်ရေးရေးစာမခိုဘူးအသက်တရောလှုပ်လိုက်ရတာအခုသူများရေးမဟုတ်ဘူးကိုရေးကိုကြမှာရေးစာခိုလို့ရပါမလားတော်ကောင်းတို့ဦးဇင်းတို့တွေတော်ကောင်းကြီးမြတ်ရေးရလာတဲ့ဘဝမှာကိုယ်အိမ်မှာကြက်လေးတကောင်ငှက်ကလေးတကောင်အမဲတကောင်ဝက်တကောင်မဲထားတလိษံလေးတကောင်ကံရမတော်လို့သေသွားကိုယ့်ရင်ရဲ့တလိษံလေးကိုမို့လို့တော်ကောင်းကြီးမြတ်ကြီးချစ်ခင်မြဲလို့မို့လို့မစားရမတောက်ရလို့မို့လို့သူများအိမ်လက်ဆောင်ပေးအပေးခံရတဲ့ဟဲဟင်းသားမစားရတာကြားပြီဆိုပြီးဝမ်းသာအားရကျေးဇူးတင်မယ်မဟုတ်လားမုရုံရေကိုယ့်ရင်ရဲ့တလိษံလေးသေသွားသူများအိမ်လက်ဆောင်ပေးဟင်းသားစားရတဲ့အိမ်ကကျေးဇူးတင်မယ်မဟုတ်လားလူတယောက်သေသွားကြည့်တောင်ဘက်ရင်မြောက်ဘက်ရင်ရှေ့ဘက်ရင်နောက်ဘက်ရင်လဲပေးအဲ့ဒီလူသေးယူမဲ့သူရှိလားလူဆိုတာဟာရှင်တန်တုံးလေးပဲတော်ကောင်းကြီးများကြီးအလုတ်လုတ်ခွင့်ရတာကောင်းတာတွေလုတ်ခွင့်ရတာကောင်းတာတွေပြောခွင့်ရတယ်ဆိုတာမသိချဘူးလားဒါမတူရေးတော့မူတော်ရေးမတူရေးတော့ဒါကြောင့်တော်ကောင်းကြီးများကြီးအာကျုမှန်သက်တော်ကောင်းကြီးများကြီးစိတ်ပါဝင်စားစားလိုက်ဖြေဖို့မလိုဘူးလားဘုရားစာပေမှာရှိတဲ့တော်ကောင်းကြီးမြတ်ကြီးစာလွတ်ပြောနေတာမဟုတ်ဘူးဧကခရောဧကောပုတ်တော်တဲ့စာသလုံးကဘုရားတဆူတဲ့စာသလုံးကဘုရင်ပြောနေတဲ့တရားတွေတခြားတရားတွေလားဘုရားတရားတွေလားအဲ့ဒီဘုရားတရားတွေကိုသလုံးတစ်ပါးလိုက်ဖြည့်ရင်ရင်ပတ်ထဲမှာဘုရားတဆူတည်ပြီးသားဖြစ်တယ်တဲ့မှန်လားဗျာဒါကြောင့်တော်ကောင်းကြီးမြတ်ကြီးဖြည့်ရမှာမပြင်းနဲ့မေးရင်ဖြည့်လိုက်ဗျာမုဒုံကသက္ကာရကမတွေအလွန်ယမတမဗမာဆိုရိုးစကားလေးရှိတယ်မဟုတ်လားဗျမျက်နှိုးเสียစကားလေးစကားရက်လေးတစ်ခုအိမ်တာမဗါတဲ့တော့လေးစကားလုံးလေးကောင်းကောင်းမှတ်တာပြန်ပြောဗါတဲ့တော့အိမ်မตายရင်အခုမုဒုံမသရကောင်းကြီးမြတ်မွန်ပြည်နယ်ကမုဒုံမသရကောင်းကြီးမြတ်အိမ်ရှင်နေမဟုတ်လားဘုရားတို့ကအညာကနေအဝေးကြီးကနေလာတာအဲ့တယ်မဟုတ်လားအိမ်ရှင်ကောင်းပါအိမ်ရှင်မကောင်းရင်ဟဲအဲ့ဒီကကောင်းပါပါခင်ဗျားတို့ကောင်းကောင်းမကောင်းကောင်းဒါဆိုရင်ရသွားပြီဒါဟာမိတ်ဆက်တဲ့သဘောပါပဲဗျာရွှေမြိန်ဆရာတော်ဆိုတာလည်းပဲမော်လမြိုင်ကလားဘယ်ကလားညာကလားနဲ့ထင်နေလို့မဟုတ်ဘူးအညာရစစ်ရေမရောဘူးအသားရည်ကြည့်ရင်သိတာနော်မုတော်ရေအကြောင်းတို့ကတော်တော်ကြီးမြတ်ရေတို့ရဲ့ခမည်းတော်မေတော်တွေနဲ့တကဝထူးထူးခြားခြားခန်းခန်းနာနာကျင်းပါတယ်ဒီဓမ္မသဘင်ပွဲကြီးမှာဗာနဲ့ကျေးဇူးဆက်ပါလဲလို့မေးရင်ဒါလို့ဆိုရင်ရသွားပြီပြန်ပြောပါတယ်လေဗျာဟုတ်ဗျာပြီးကြပါရောဗျာယုံကြည်မှုတွေကိုလွဲသုံးစားမလုပ်ကြနဲ့ဘုရားရေမိဘထံမှအကျွေးအရင်ပေးပါတရားတော်ဗါလေတော့ဟေးဣန္ဒယကတ္တဓမ္မကတ္တဒေသနာတော်ကိုမဟောကြားကြသည်မိမနာကြားကြသည်မိတရားပိုင်ရှင်ဖြစ်တဲ့သုံးလောကတွတ်တာရှင်တော်မြတ်ဗျာဘုဇနောကသမန္တနာပလင်မောကနေဝစီပနာမနှုတ်နေပူဇော်မယ်
တော်ကောင်းတို့လောကလေးတွေကိုစီကိုငါချီမြတ်လွာလေးတွေချာရှင်တော်ဗုဒ္ဓ၏သီလကုံဓမ္မတိကုံပညာကုံသူနိုင်မင်းဖြစ်သောတပင်ညုတဉဏ်တော်ဤဂုဏ်တော်တို့ကိုအလွန်ကြီးညိုရှင်ခိုးပူဇော်ကြတော်ကြအောင်စို့ဘုံတော်လုံးခိသမုံပန်နောဟိတယသဗ္ဗပါဏိနံဣန္ဒေနာဒိသဝစေနနေသောကဝန္တုသာရဝောလောကိကာမရုပါရုပါဟုဘဝသုံးခွန်ဘုံသုံးပြမှာဘုံတော်သစ္စာလေးပါးမြတ်တရားကိုပိုင်ခြားတင်တိမြင်ပေသက်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်သဗ္ဗပါဏိနံလူယောနဗ္ဗမြမမကျွန်းသတ္တဝါခပင်တို့ဤဣသာယပစ္စုပန်သန္တရဏပြာတို့ဝကောင်းကျိုးချမ်းသာအလုံးငါသမုံပန်သောဥရိတောင်စွန်တဏိဝဉ္ကြီးကဲ့သို့ဖြစ်ထွန်းပေါ်ပေါက်တော်မူခဲ့ပါပေပြီဖယားဣန္ဒေနာဒိသဝစေနဤသို့နှုတ်တံဖော်ထုတ်ပြန်၍ဟုံးမှန်မကြွဝစီမနာမတစ္ဆာစကားကိုပြောဆိုရလေသောကြောင့်သာတဝံတရားချင်းခင်စိတ်ကောင်းဝန်းကြကုန်သောသင်တော်စင်ပရိသတ်ပေါင်းတော်ကောင်းတို့သည်နေဒုက္ခသာဆင်းရဲခတ်သိမ်းမှလည်းကင်းခြင်းရကုန်၏ဝန္တုပြကြပါစေကုန်သတည်းနေသောကာသမစိုးမယိန်တကိုရှိန်၍ဆိုရင်ကြောင့်ကြမြပါရတို့မှလည်းကင်းဝေးကြကုန်၏ဝန္တုပြကြပါစေကုန်သတည်းဝန္တုယခုရွတ်ဆိုရသောသစ္စာစကားနှင့်ဘုလတိမေတ္တာတရှိန်ဝါကြောင့်အချိန်မကြာကိုစီကိုငါပြည့်စုံတော်မူနိုင်ကြလေကုန်ရာတည်းတောလောကထွက်တာရှင်တော်မြတ်ဘုရားကိုဥစွာပရမရှင်ကိုပြီးတဲ့နောက်လောကမှာကျေးဇူးအများဆုံးဖြစ်တဲ့ပုဂ္ဂိုလ်တို့ကိုရှင်ကိုပူဇော်ကြတော်ကြရအောင်အလုံးလိုက်ဆိုဤလူဘဝအယတော်ဘီဘုံတံကုံကိုဤယုံကြည်မြတ်တို့လက်ဆုံးမုံကိုရှင်ခိုးပါ၏ဖယားဤလုံဘဝ